နိုင်ငံရေးကိုထိလာရင်ဘုန်းကြီးလည်းမထားဘူးဘာသာရေးလည်းမထားဘူးဒါတော့ထုံးစံပဲတာယာဝတီမင်းတို့ဟိုဘက်ကဘိုးတော်တာယာဝတီငခင်နဲ့မင်းသားကြီးမောင်အိုတို့နမ်းမတော်မင်းတို့အာနာပြိုင်ကြတယ်နမ်းမတော်မင်းတို့ကိုရေစာကျွေးတယ်ပေါ့ရေတဲ့နှစ်သက်တယ်အဲ့ဒီမှာတာယာဝတီမင်းဆိုတာငကျင်းလေအကျင်းလေတာယာဝတီမင်းကဟိုမှာနမ်းမတော်မမြလေးတို့နော်ခုနလှိုင်ထိတ်ခုတ်တင်တို့အမလီနမ်းမတော်မမြလေးတတ်ပြစ်တာလေအဲ့ပုဂ္ဂိုလ်နှာလဲနာဘူးအတရားလည်းအကျင်းမိမ90ကျော်လောက်ရှိတယ်ဒေါသလည်းကြီးတယ်ကာမလည်းကျူးတယ်နော်အဲ့ဒါသီဘောမင်းတို့သီဘောမင်းကတော့ထားတော့မင်းတို့သီဘောမင်းကတော့မိမတယောက်ကနောင်မင်းသားလည်း90လောက်ရှိတယ်မင်းတို့မင်းလည်း90လောက်ရှိတယ်ပြီးတော့မှတော့သာသနာပြုပါညာပြောကြတာအညာဒေသကတော့မန္တလေးကတော့မင်းတို့မင်းကြီးအကောင်မကြည့်တယ်သူတို့လှုပ်သွားလိုက်တာတွေနိုင်ငံရေးအနေနဲ့ပြောရင်အကောင်းမဟုတ်ထားတော့တာတွေအဲ့ဒီတာယာဝတီမင်းနမ်းမတော်မင်းတို့သူတို့နန်းနဲ့ရပြဿနာဘုန်းကြီးရှိရောက်လာရောက်သွားကြည့်စမ်းကွာတဲ့အဲ့ဒီမင်းတို့ကြည်ညိုနေတဲ့သရောဘုတ်ဆိုတဲ့ဘုန်းကြီးသူ့ဘာအပြတ်ရှင်းကွာကြည်စမ်းဘယင်နေနိုင်ငံရေးကိုထိလာရင်ဘုန်းကြီးလည်းမထားဘူးဘာသာရေးလည်းမထားဘူးဒါတော့ထုံးစံပဲပရမတော်ကြည်ညိုလက်ဦးလေးတချီနဲ့ကြည်ညိုနေတာပဲဘွဲတွေကဘာညာကြည်ညိုရှိနေသမိုင်းထဲမှာရှိနေတာပဲအဲ့ဒါအဘိဓဇာမာရတဂုရုဓမ္မာရီရာဇာလောက်တာပြီးသူတို့ပဲလက်တာပဲထွက်ပြေးရတာပဲတော့ဟင်္ဒရာအဝိုင်းမင်းကျောင်းဆိုတာရှိတယ်ဟင်္ဒရာမှာမင်းကျောင်းလို့ခေါ်တာအဝိုင်းမင်းကျောင်းတစိမ့်တော်ကြီး3တက်ရအဲ့လိုက်တက်လို့ထွက်ပြေးရတာအများကြီးပဲဒါဒီမှာကျောင်းတော်ရရွှေကျင်ကျောင်းတော်မှာရှိပြီးသားပဲလိုက်တက်တာထွက်ပြေးရတာပဲဘယင်တွေကအဲ့တော့မင်းနုပါချကွာတက်ပြီးမင်းနုကိုတဲ့ဘုန်းကြီးစတော်ဘုတ်ပါသွားစမ်းကွာဘာပြောလဲနားထောင်သားစကားကကောင်းတယ်လေစတော်ဘုတ်ကစာကြည့်နေတယ်ဖလားမလားပါဗျာဒီပြီးတော့မှနောင်စက္ကန့်မိနစ်အတွင်းမှာနမ်းမတော်မင်းနုဆိုတာမရှိတော့ဘဲနဲ့အရှင်ဘုရားရဲ့ကျောင်းတက္ကမတော်ကြာရည်တဲ့နှစ်သက်ခံတော့မယ်စကားလေးတစ်ခွန်းတော့ပြောပါဗျာတခါမှမပြောဘူးတခါမှဖုံးမဆက်ဘူးစကားလေးတစ်ခွန်းတော့ပြောပါဗျာလှည့်ကြည့်လိုက်တော့လက်ပြန်ကြီးကတုတ်ထားတယ်ဟဲ့မင်းနုသူ့ဝေကျွေးရှင်ဆက်လိုက်တဲ့တခွန်းလည်းပြောတယ်ဘာတဲ့လဲဝေကျွေးရှင်ဆက်လိုက်ပိဆက်သူတို့ရဲ့နှလုံးသားပုံရိပ်ကအဲ့ဒါပဲပျော်တယ်သေပါစေတော့ငါဆရာငါ့ကိုတရားဟောလိုက်ပြီလို့နမ်းမတော်မင်းတို့ကပြုံကြီးကြည်တဲ့အနှစ်ခံလိုက်တယ်တွန်သင်သည်ပုပ်ပေရှိနဲ့ကတကံမှပြုတ်ထားတဲ့ခံရှိတယ်ယာဝအချင်းများလောက်ကလုံးအစ္ဆဒိဝတော့အဲ့ဒီနေ့ချိန်ကြီးအကျိုးပေးလိမ့်မယ်ဇေရာပေတုံအဲ့ဒီကံနေဟောင်းသွားပြီးဆွေးမြေ့သွားဖို့နတ်သက်ကောတွေမစွမ်းနိုင်သေးဘူးပုဏ္ဏဧဝရူပံဖရုတံမာဝရေအဲ့ဒီကံအဟောင်းတော်မှာဇိရမကြည်ညက်သေးပဲနဲ့ဘိုင်ထဲမှာဆရာတော်မနေ့ကစွန်းစားဖုံးပေးလိုက်တယ်ငါတလောက်ဥတွေဖုံးပေးလိုက်မကြည်ဘူးအစာမထက်နဲ့လေမကြည်ရင်ထက်မထက်နဲ့လေအစာဟောင်းတော်မကြည်သေးအစာထက်နဲ့အံသွားမှာပေါ့ကံဟောင်းတော်မကြည်သေးကံသစ်ထမလုံးနဲ့တဲ့ဒါပြောတာအဲ့ဒါမင်းနုသူ့ကြွေးရှင်ဆက်လိုက်ဘာပြောလဲကွာဆိုတော့ဘုန်းကြီးစတော်ဘုတ်ကမင်းနုသူ့ကြွေးရှင်ဆက်လိုက်လို့ပြောတယ်ဖေဟာဟောဘုန်းကြီးကတရားနဲ့ညီသားပဲဆိုကံကောင်းလို့ကံကောင်းလို့မောလို့ရှိရင်တာယာဝတီမင်းဥခင်ငခင်ကသူ့ငငယ်ကငခင်လို့ခေါ်ထားတာဟုတ်သူအဲ့ဒါညှို့ထားတာတာယာဝတီမင်းနဲ့နမ်းမတော်မင်းတို့ရဲ့အိမ်ရှိမင်းနဲ့သူတို့ဘုန်းကြီးနှစ်ပါးပြိုင်လူကြတယ်ပထမကျော်လူတာဘုန်းကြီးတွေကပထမကျော်သူဟိုဘက်လူဒီဘက်လူဆိုတော့အဲ့ဒါမင်းနုဒေါနုနမ်းမတော်မင်းတို့ကလည်းအာနာထက်တယ်တာယာဝတီကလည်းအာနာထက်တော့ဘုန်းကြီးတွေကမဆုံးဖြတ်ဘူးမှဇရောဘုတ်ကဝင်ဆုံးဖြတ်တယ်မင်းဘယ်เจ้าကလဲဘယ်เจ้าကငခင်เจ้าကမင်းနုနင့်เจ้าကဒါဘုန်းကြီးကိုရင်လေးကိုပထမကျော်ဖြစ်မဲ့ကိုရင်လေးကိုလူတာဘုန်းကြီးကိစ္စပဲတဲ့နန်းနွန်းနဲ့ဘာမှငါအဆန်းကွာဘုန်းကြီးသူများတပည့်ကိုဖျားရောက်နေဥပလာပေးရဒုက္ခအဘသင်ဒေသနာကြားဟုတ်ကိုရင်ကိုကြောင့်ကိုပြန်ပြီးသွားတယ်စတော်ဘုတ်ကဆုံးဖြတ်လိုက်ဒါရင်တာယာဝတီမင်းကိုနင့်ငခင်ကြောင်လားလို့မေးလို့စိတ်တူထားတယ်အဲ့ဒါတတ်မလို့ကံကောင်းတယ်တာယာဝတီမင်းဥခင်ကတာယာဝတီမင်းကသွားစမ်းကွာနမ်းမတော်မင်းတို့ကိုဝဲတဲ့ဘုန်းကြီးအဲ့ဒီစတော်ဘုတ်ဘာပြောလဲကွာဟေ့မင်းတို့သူ့ကြွေးရှင်ဆက်လိုက်ကျင်တဲ့ထကတာနမ်းမတော်မင်းတို့ကငါဆရာကငါ့ကိုတရားဟောလိုက်ပြီးသိစမ်းပါစေကြီးစမ်း